ကဲအတန်းလေးဆူဆူညံ့ညံ့နဲ့ဘာကြီးလုံးနေရပါလိမ့်ကဲအခုလိုမိုးရသည်မှာမိုးကလည်းတောက်လျှောက်တွေရွာနေရလည်းမထွက်ရင်းကြီးတွေကလည်းတက်နေတဲ့အချိန်ကာလမှာချော်လဲတာတွေပုံပဲတာတွေမဖြစ်အောင်အခုလိုရင်းကြီးတွေတန်ရှင်းလုံးနေရဖြစ်ပါတယ်အခုလိုလုံးနေရကြည်တော့ဘာလို့သွားသတိရတယ်ဆိုလို့ရှိရင်ငငယ်က correction တိတ်နေပေါ့နော်မှားသွားလို့ရှိရင်ဖက်ချလိုက်တဲ့အတိုင်းပဲဒလိုင်းကြီးဒီဒလိုင်းကြီးဒီဆွဲလိုမျိုးလေးပုံမြင်နေရတဲ့အတိုင်းပေါ့ခင်ဗျာအခုလိုစတိုင်ကြနဲ့တန်ရှင်းရေးလုံးနိုင်တယ်ဆိုတာကလေပေးရတာနဲ့တန်တဲ့ပစ္စည်းတွေကိုရတာလို့ပေါ့နော်ကဲပစ္စည်းကတော့အင်ကိုတစ်စိတ်မျိုးသားဖြစ်ပြီးတော့ဒီကောင်းရဲ့အားသာချက်တွေက pressure ကို150ဘာဒီဒီကောင်းပေးဆွမ်းနိုင်တယ်ပေါ့နော်ဆောင်ရံတွေကတော့သူက pressure ပြင်းတဲ့အတွက်ကြောင့်မလို့ပေါ့နော်လူတွေပါတွေမထီအောင်ယူပြရမယ်ပေါ့နော်အသားတွေပါစုပ်ပြဲနိုင်တယ်ပေါ့နော်သူကအထိတ်မှာသူကကောင်းတစ်မျိုးရှိတယ်အခုလိုဒီရင်ကြီးကိုတန်ရှင်းနိုင်တဲ့ spray မျိုးလုပ်လို့ရတယ် water jet ပုံစံမျိုးတော်တော်လေးအားပြင်းတဲ့ပုံစံနဲ့ဒီကောင်ကလုပ်လို့ရတယ်အသုံးပြုပြီးရင်ဒီချက်ဆိုင်မှာရေတွေမကြအောင် drain လုပ်ပေးရမယ်အခုဆိုလို့ရှိရင်အချိန်တူတူနဲ့လူမပင်ပန်းပဲရင်ကြီးကိုတန်ရှင်းသွားနိုင်တယ်ပေါ့နော်ကဲကိုယ့်ရဲ့ပြီးွားရင်တော့အမျိုးတွေနဲ့ဘုံကြီးเจ้าတွေမှာ FOT လဲလုပ်ပေးဖို့အစီအစဉ်ရှိပါတယ်အားလုံးကကျမ်းမာရေးကြည့်တတ်ကြပါပြင်ကြပါစေ